မင်းကလည်းကွာဖုန်းလေးပါလေတော့မကန်ဘူးခုကဖုန်းဆက်နေတာ ငါမကြားလို့မင်းရလဲ ဟေ့ဒီညဒီချင်းတော့မယ်ကလောက် ကလပ်ဟာတော့လို့မရအောင် ဘာလို့ ဟောငါကောင်မလည်းမရည်တည် ရွှေ့လိုက်ကွာ ရွှေ့ရโอเคအိပ်ပြီလို့ပြောလိုက်မယ်အိတ်ချင်နေပြောလိုက်ပြီးတော့ Hello ကိုဘာလုပ်နေ ဘေ လဲ ဘီကိုဒီနေ့အရင်ပြန်မှန်းနေအိတ်ချင်နေပြီ အော်အဲ့ပါနဲ့ဟိုခုမှစကားပြောမှာကိုပြောစရာရှိရဲ့ဒီလားဘာလဲ Facebook မှာ TikTok မှာရန်တယ်မဲ့ကြီးနဲ့တန်များသေးတယ်အဲ့ baby ရစားချင်တာကိုလုပ်ကြည့်ပါလားအော်ပြောလေ baby တွားချင်နေကော်ဖီဆိုင်နေတဲ့ရှိအပ်ကိုအားလိုက်ဖို့ပြောနော်အော်ပြောလေခဏခါကြလေ baby ကလေ baby တကယ်ချင်းမွေးနေ့ကိုတွားမှာကို 3 hours later. โอเคအဲ့ဒါဆိုတတနော်အိပ်ပြီနော်ဒါပဲနော်ချစ်တယ်အဘွား ဟုတ်တက် ထားတော့တွားလို့ရပြီ ဟာဒီချင်းဘယ်လိုသွားပါ ဟမ် အချိန်လဲကြည့်လား တော်တော်လောက်ကြတယ် အေးဟမ်ဟေ့မင်းကောင်မလေးငါတို့တခုလုံးမယ်တိုင်းတော့သူတိနေရတယ်လေနောက်ဆက်နေတာ အချားမြင်ရတယ်နော် အေးဖြစ်နိုင်တယ် မင်းစိတ်တော့ငါလည်းစိတ်ငါအိတ်တော့ အောင်မလို့တားရဒါငါတကယ်နေအောင် तू ကအော်စီကပြန်လာတာ तू ကဘန်ကောက်ကပြန်လာတာ ဟုတ်တွေ့ရဝမ်းသာပါတယ်အခုလင်းအောင်ခေပါဗျဟုတ် ဟော Facebook တွေပါအပ်ထားလိုက်လေ ဟုတ်တာ ဟုတ်ပြီ နော်တူနေဆင်ကြလား ရောက်ဆင်းခဲ့ပါဆင်းခဲ့စစ်စစ်တွေ နော်နေကချောရနော်ဟိုမော်ဒယ်လောက်လို့ရတယ်အခု Facebook ကိုဒီမှာဘာလုပ် ဟမ်ဟောအလောက်ကိစ္စ ဘာလို့ပြောနေလားခုချက်ချင်လားဒီဟုတ်လား ဟော အဲ့တော့ကိုအလုပ်ကိစ္စကခုနကစကားဆက်တာ မှန်ပြောအမဘာလုပ်နေရလဲကောင်မလေးနဲ့ အလောက်ကိစ္စစကားပြောနေ ဘာအလုပ်ကိစ္စလဲအလုပ်ကိစ္စပြောအဲ့လိုမျိုးရုပ်ကြီးကပျော်နေလို့ရလားကိုကကောင်မလေးအတွင်းအစားရပျော်နေရမဟုတ်ဘူးလားဟမ် မပြောပါဘူးဟမ်ဒီလောက် ကိုအဲ့ဒါမပျော်တဲ့ရုံနဲ့သွားပြော မပြောပါဘူးမပြောရင်ခုနမှထိုင်ကြည့်နေလေ ပြီးတော့ဒီမှာကြည့်နေမယ်သွားမပျော်တဲ့ရုံနဲ့ပြောနော် ရောက်မင်းဒီလာမှာ तू ချုပ်ပြောခဲ့တာ ပြောခဲ့ ဟာရောက်အကုန်ချုပ်တည်နေတော့ရောက်အကြောင်းမြင်ဆင်းပါလား ဟုတ်အမြဲတမ်းကြိုတီး ဟောကျူဒါနဲ့ကိုတို့အခုရုပ်ရှင်ကားကြီးကခုနချောင်းလာသွားခဲ့မှာမင်းကတော့ तू ပေါ့သူပေါ့ဒီကတော့ဟိုနော်အဲ့တော့ ဘေဘီဝယ်ပြီးဝိုက်လား ဝယ်ပြီးသွားပြီဟောကိုခဏလေးနော်တွိုင်းလိုက်ခဏသွားလိုက်အောင်မယ် ဟောဟုတ် 20 minutes later. ဟာကြာလိုက်ရဘယ်ရောက်อ่ะဟာညဟိုကစကားနည်းနည်းတော့ပြောပြပါလား ဟုတ်ကဲ့ဟုတ်ကဲ့ဟောဘယ်လိုလဲမသိရှင် ဟောမို့အကိုကောင်မလေးရတယ်လို့ကောင်မလေးတယောက်နဲ့စကားပြောချက်ချင်းပေါ်လာတော့ ဟုတ်ဘယ်မှာဘာပြောပြရမလဲမသိဘူးကို ကို ဘာလုံးနေရလဲကောင်မလေးနဲ့စကားပြောနေပြန် အော်မဟုတ်ဘူးဘေဘီပြတ်သွားလို့ကောင်မလေးနဲ့စကားပြောကြည့်ရဘေဘီကချက်ချင်းပြန်ပေါ်လာအကိုပြောသားပဲအကိုကောင်မလေးအချားမြင်ရ ရှောက်ပြောနေနဲ့ဟောကိုတို့လေဟိုမှာအဲကိုလာကြည့်နေရတော့ကြည့်မယ်လား ဟုတ်လား ရောက်ဒီဟာလေးပါလေတော့တောက်ပါ အာဘေဘီရယူရပူရနော်ကိုလိုနေကအပြင်ထွက်လိုက်မယ်လေဘေဘီလည်းအိမ်ပြန်လိုက်လေပူတဲ့မှာမနေချင် ဟောကိုကပူလို့လားကိုကလည်းဟိုတနေ့မှဝယ်ထားတဲ့ Alpha Echo လာရှိရပဲဒီမှာကိုဆော့ဆော့ပြောရင်လေဘေဘီကဖွင့်မိမှာပေါ့ကိုရဲ့ ဟောနိုင်ဝဲလို့ဆိုအားကုန်လေဒါ ဟာဒါ9နာရီလောက်ထိသုံးခံပါတယ်ဒီမှာကြည့်အေးညာလဲ ဟုတ်တယ်နော်အေးရနော်အေးရတော့ငါဂိမ်းဆော့ကြ ဂိမ်းဆောင်နေငါ ဟာဖုန်းကမရှိတော့ဘူးဖုန်းကအပြင်မှာတော့တင်ရဆိုင် ဖုန်းကကုန်နေရတာစိတ်မပူပါနဲ့ဒီဘက်မှာဖုန်းကသွင်းတဲ့အပေါက်ဝင်ပါတယ်သွင်းလိုက်နော်ကိုဘယ်မှသွားကြမလို့ ဟုတ်တယ်ဟာဟောငါတို့ဒီမီလိုအားကုန်ရင်ငါတို့လိုက်ပြီးမရှိတော့ ဟုတ် ဘူး တ လေ ယ်မှောင်သွားရင် မောင်ဝိုင်းဆုံးမပြီးတော့ ဟုတ်ဂိမ်းမဆော့ ဘာ ဘူး မှမဖြစ်ဘူးမမောင်စေရအောင်မကြည့်မီးလည်းဖွင့်လို့ရတယ် ဟောဖေးမင်းကောင်မလေးကအကုန်လုံးကြိုတိနေနော်အချားမြင်နေပါရတာမသိ ကျွန်တော်ကောင်မလေးကအချားမြင်ရနေတယ်တူတယ် မီးပြက်မီးလာအသုံးပြုနိုင်တာ Alpha Battery Echo